ဘာအကြီးဆုံးခရစ်ယာန်စိန့်ပီတာဘုရားကျောင်းကိုတင်သိပါလားဒီဘုရားကျောင်းကအီတလီနိုင်ငံဗာတီကန်စီးတီးမှာတည်ရှိပြီးကမ္ဘာခရစ်ယာန်ဘာသာတွေရဲ့အထွတ်အထိပ်လို့တောင်ဆိုနိုင်ပါတယ်ဒီနေရာမှာစိန့်ပီတာရဲ့ဂူဗိမာန်ရှိတယ်လို့ယုံကြည်ကြပါတယ်သူဟာခရစ်တော်ရဲ့တပည့်တော်ကြီးဖြစ်ပြီးရောမမြို့မှာနှစ်ပေါင်း2000နီးပါးကတည်းကကိုးကွယ်မှုခံရသူပါဒီဘုရားကျောင်းကို1506ခုနှစ်မှာစတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်ဘီဒုခလက်ရနဲ့အံ့ဖွယ်အချက်များမိုက်ကယ်အန်ဂျလိုကကျွေမိုးခုံးကြီးကိုဒီဇိုင်းဆွဲပေးခဲ့ပါတယ်သူရဲ့လက်ရာကအခုထိတိုင်ကမ္ဘာကျော်နေသေးပါဘာရာမီနတီကကျောင်းရှိမှရှိတဲ့လှပတဲ့ကော်လန်တိုင်းကြီးတွေနဲ့ဝိပုခန်းကိုဒီဇိုင်းဆွဲခဲ့ပါတယ်ဘာရာမန်တီနဲ့ရာဖေးတို့ကလည်းဒီ project မှာပါဝင်ခဲ့ကြပါတယ်ဖះကျောင်းရဲ့အရွယ်စားကအလျား220မီတာ920ပေကျယ်ပြီးအမြင့်136မီတာ448ပေမြင့်ပြီးလူပေါင်း6000ကျော်ဆန့်ပါတယ်ကျွေအမိုးခုံးကြီးရဲ့အကျယ်ဝန်းကတော့အချင်း42မီတာ138ပေရှိပါတယ်ခရီးသွားတွေအတွက်အသုံးဝင်တဲ့အချက်တွေကတော့ဖះကျောင်းကနေတိုင်းဖွင့်ပေမဲ့ဝင်ကြီးက10ယူရိုကနေ25ယူရိုထိရှိနိုင်ပါတယ်။ကျွေးမိုးကုန်းပေါ်တက်ဖို့ဆိုရင်တော့အနည်းငယ်ပိုပေးရနိုင်ပါတယ်။ဖះเจ้าကိုသွားဖို့အကောင်းဆုံးအချိန်ကတော့မနက်စောစောမှာသွားရင်လူထူထပ်မှုနည်းပါပါတယ်။တနင်္ဂနွေနေ့မှာပေါ်ရဟန်းမင်းကြီးကောင်းကြီးပေးတဲ့အခမ်းအနားရှိပါတယ်။ဒီဖះเจ้าကိုတည်ဆောက်ဖို့နှစ်ပေါင်း120နီးပါးကြာမြင့်ခဲ့ပါတယ်။ကျွေးမိုးကုန်းပေါ်ကနေရောမမြို့ကိုအပေါ်စီကနေကြည့်လို့ရပါတယ်။စိန့်ပီတာဖះเจ้าဟာဘီဒုကလက်ရတွေရဲ့အဖွဲ့လက်ရတစ်ခုဖြစ်တယ်လို့ခရစ်ယာန်ဘာသာရဲ့သမိုင်းဝင်နေရာတစ်ခုလေးဖြစ်ပါတယ်။မမြို့ကိုသွားရင်ဒီနေရာကိုလည်းပြည့်မနေသွားသင့်ပါတယ်နော်